အခုမှလေကပိုပြီးတော့မှဆိုးရွားလာနေတယ်လို့ပါ။၃ယောက်သာလက်ချင်းရှိတ်ပြီးတော့လေဆန်ကိုအတင်းတိုးဝေသွားနေရတာ။ကြမ်းတမ်းလာတဲ့လေတိုက်နှုံကြောင့်မျက်လုံးတွေတောင်ကောင်းကောင်းမဖွင့်နိုင်ကြဘူး။တစ်ပင်ငယ်လေးတွေကဝုန်းကနေကျိုးချီကြကုန်တာကိုကြည့်ကမက်စိန်ကြီးတော်တော်လေးကြောက်လန့်နေမိရဲ့။ကိုတင်ထွန်းရဲ့အိမ်ကိုအမြန်ဆုံးရောက်ပါစေဆိုပြီးအချိန်ချင်းဆုတောင်းနေမိရဲ့။ရှေ့မှာခက်ရေးရေးမြင်နေရတဲ့ကိုတင်ထွန်းတို့ရဲ့အိမ်ကိုကြည့်က၃ယောက်သာကြက်တီတီသွားတယ်။အိမ်လေးကတော့လေမတိုးငိမ်စိမ့်လိုနေတာ။နဘေးကအပင်တချို့ကလည်းရင်ထိုးခြင်းမရှိဘူး။မြင်ကွင်းကတပြေးပြေးနဲ့ပြည်ပြင်းလာတယ်။အိမ်ကြီးကိုအကောင်တကောင်ရစ်ပတ်နေတာကို၃ယောက်သာတွေ့မြင်လိုက်တာကြောင့်စွန့်အားပြီးတော့ငေးကြည့်နေမိရဲ့။အဲ့ဒီကောင်ကြီးရဲ့ခေါင်းမှာကြီးမားလွန်းပြီးတော့ထရံအိမ်ကြီးကိုအပေါ်ကနေအုပ်မိုးထားတာ။အမလီတော်နဲတဲ့မွေးမဟုတ်ဘူး။တင်ထွန်းနင့်အိမ်ကိုမွေမျိုးတော့မယ်ဟဲ့။အေးလာတော့ဒုက္ခပါပဲလုံးကြပါအောင်ငါလည်းမသွားရဲဘူးတင်ထွန်းမွေးရလုံးပဲကြီးလိုက်တာအဲ့လိုထိတ်လန့်စွာပြောနေကြစဉ်အိမ်ကိုရစ်ပတ်ထားတဲ့တတဝါကသူ့ရဲ့ကိုယ်ထဲကိုဖြေလျှော့ပြီးတော့အပင်နေကြားတဲ့ကိုတိုးဝင်ပြောက်ကွယ်သွားတော့တယ်ဟာသွားပြီထွက်သွားပြီမရှိတော့ဘူးလာမြင်ကျုပ်မသွားရဲဘူးတော့မတော်ထပ်ပြီးတော့လာမျိုးမှာကြောက်တယ်တော့မရှိတော့ပါဘူးမစိန်ကြီးဟာလာပါအေးလာတယောက်တည်းဗျကိုတင်ထွန်းကအလွန်ထိတ်လန့်နေပေမဲ့ဇနီးတဲ့မက်အေးလာကိုစိတ်ပူနေတာကြောင့်အတန်ကိုမနှဲထိန်ပြီးတော့ပြောနေကြတာအခုမွေကြီးကိုသူတို့တသက်နဲ့တကူတခါမှမမြင်ဘူးကြတာကသိကြတယ်ငယ်စဉ်တုန်းကဘိုးဘွားတွေပြောကြတဲ့ပုံမြင်တွေထဲမှာတော့ကြားခဲ့ဘူးတယ်ဒါပေမဲ့ပုံမြင်ဖြစ်မှပင်အဆုံးသတ်သွားခဲ့တာအခုလိုမျိုးမျက်ဝါးတင်တင်မြင်တွေ့ရလိမ့်မယ်လို့စိတ်တောင်မကူးခဲ့ကြအောင်ကဲဟိုရဲ့အကောင်ချေကြီးမရှိတော့ဘူးအိမ်ထဲမြန်ဝင်ရအောင်ဒီမှာကြရက်နေငါတို့လေထဲပါသွားလိမ့်မယ်ကိုငင်းဖေကတော့အနှင်းငယ်မကြောက်တတ်ဟန်ရှိပါတယ်ဒါကြောင့်လေတခုခုဆိုရင်သူကအလင်းမြန်ဆုံးဖြတ်တတ်တယ်ကိုငင်းဖေရဲ့တိုက်တွန်းမှုကြောင့်မစိန်ကြီးကလည်းတုံလုံနေတဲ့ဒူးနှစ်ဖက်ကိုထိန်းကအိမ်ထဲကိုလိုက်ဝင်လိုက်တော့တယ်အမေကဲပါဦးအမေရဲ့မအေးလာကဖြော့တော့ပြီးတော့ခက်တူးတူးအော်ဟစ်နေတာအေးလာမစိန်ကြီးလာပါပြီဟာမစိန်ကြီးဟာရေနံစီမိကွက်ကိုလှမ်းယူလိုက်ရင်မအေးလာကိုကြည့်လိုက်တယ်။မအေးလာရဲ့ပုံစံကိုသူသိမ့်မကြိုက်ချင်ဘူး။အတော်ပင်အားပြော့ခွေနေကအတန်ရဲသာထွက်နိုင်ပြီးတော့မျက်လုံးတော့မပွင့်နိုင်တော့ဘူး။ဟဲ့တင်ထွန်းလာအောင်မစိန်ကြီးဟာတင်ထွန်းကိုအပြင်ကိုခေါ်ထွက်လာတယ်။ငါတော့သိအားမရလာဘူး။အေးလာပုံကြည့်ရတာစိုးရင်ရတယ်ဟဲ့။ကဲပါအောင်မစိန်ကြီးဟာကဲပေးပါဗျာ။ကဲမှာပါ။ဒါပေမဲ့နင့်ကိုကြိုပြောထားတာငါရင်နွေးလိုချင်နေပြင်ပေးမြန်ဟုတ်ကဲ့မစိန်ကြီးကလည်းမိဘရာကိုပြန်ဝင်လာပြီးတော့မအေးလာရဲ့ဘိုက်ကိုစမ်းလိုက်တယ်ခလေးရဲ့ချီနီကိုစမ်းပြီးရနဲ့ရေမွားပေါက်နေပြီပဲအေးလာခလေးကခေါင်းမြင်နေရပြီ